2 3အမိုက်ချင်းဟမ် လိုက်ကာ လိုက်ကာနဲ့ နေရ အမိုက်ချင်း အမိုက်ချင်း 1 2 3 tissue လိုက်ကာနဲ့အမိုက်ချင်းနဲ့အိမ်ရမှနီးစပ်ပြီးတစ်ရှူကဘယ်လိုမှနီးစပ်မလဲ ဟိုမိုက်ချင်းနဲ့ကို tissue ဖြစ်တယ်လေ1 2 3 တစ်သားနေရပြောလဲဘာပြောမလို့ စာရွက်လို့ပြောမ စာ လို့ ရွက်ငါလည်းစာရွက်စဉ်းစားရဒါပေမဲ့တစ်သားပုံနီးစပ်တယ်လေ မြန်အဲ့တသားကိုပြန်ပြောလာကျွန်တော်ခုနမှန်ဟိုစဉ်းစားနေတဲ့စာရွက် တစ်သား ကို နဲ့စကူနဲ့ တသားနဲ့စကူတသားနဲ့စကူတသားနဲ့စကူ1 2 3 စောက်ဘာ ဝါဝါနဲ့စာအုပ်ကတကူရီအောင်လုံးအောင်လွဲနေအဝေးကြီးဝါနဲ့စာအုပ်1 2 3 ပြောပြခဏလေးဆိုလို့ရက်ပြီးလိုက်တော့ ဟာဘလို့ပြောရလဲမသိနင်းပြန်ကောင်းလာအောင်လိုက်ပါ 1 2 3 ပလိတ် ဘာလဲပလိတ်က ပလိတ်မဟုတ်ပါငါစကတော့မဟုတ်အရင်တော့ကလေအရင်ခေတ်ကရေးရလေစာ ပေလားပေစာရွက် အေးစာတော့စာလိတ်လေးလေတရုတ်ကားကိုရီးယားကား ဟုတ်တယ်ပေစာရွက်လားပေလက်ပေ ပေလိတ် ပေလက်ခေါ်လား ပလိတ်လားပေလိတ်လားအဲ့ဒါကဝါနဲ့စာရွက်နဲ့နီးစပ်တယ်လေစာအုပ်နဲ့ဝါနဲ့စာအုပ်နဲ့နီးစပ်တယ်လေ ကျွန်တော်တွတ်ပေစာရွက်နဲ့ ပေစာရွက်နဲ့သွတ်မယ် တွတ်ပေစာရွက်နဲ့တွတ်ရပြီ1 2 3ထရန် ပေစာရွက်နဲ့ ထရန်နဲ့နန်းနဲ့မဟုတ်ဆိုင်ထရန်နဲ့နန်းနဲ့စကားလည်းတော့မရတော့ထရန်နဲ့နန်းနဲ့ လိုင်းဖြတ်ချလိုက်ပြီငါတို့ကြားကလိုင်းကကိုနဲ့တက်မဖြစ်တော့ wifi လိုင်းကတော့ wifi လိုင်းကြ 1 1 2 3 ဟုတ် ဘ ကဲ့ ယ် လိုင်း သူကငါ့ဥဒတိုင်းနဲ့ဘယင်နဲ့ဥဒတိုင်းနဲ့အာရ1 2 3မျိုးရိုးမျိုးရိုးနဲ့နန်းစာ နန်းဆောင်နဲ့ မျိုး မြို့ ရိုးနဲ့နန်းစာ1 2 3 ငါနန်းတွင်းပြောရတယ်ဟုတ်ပါ နန်းဆောင်ဆို နန်းတွင်းလို့ပြောရတာမဟုတ်လား နန်းဆောင်နဲ့ 1 1 2 2 3 3 manly အာ မလေးပြောမလို့ဟဲ့ ငါပြမြန်နေ